ယနေ့တရားရှိရမြောက်တဲ့နေ့ရက်မှာတော့ကျွန်ုပ်တို့ရဲ့ငြိမ်းချမ်းရေးခရီးစဉ်ဟာနောက်ဆုံးပန်းတိုင်ဖြစ်တဲ့ဝါရှင်တန် DC ကိုအောင်မြင်စွာရောက်ရှိလို့လာခဲ့ပါပြီ။ဗာဂျီးနီးယားကနေမြို့တော်ထဲကိုဖျက်ကျော်ဝင်ရောက်လာတဲ့ဒီမနက်ခင်းဟာကျွန်ုပ်တို့အတွက်တော့အလွန်ကိုထူးခြားတဲ့မနက်ခင်းတစ်ခုပါပဲ။ယဉ်ကျေးမှုမျိုးစုံဘာသာတရားမျိုးစုံနဲ့နောက်ခံသမိုင်းကြောင်းမတူညီတဲ့ထောင်ပေါင်းများစွာသောလူတွေဟာငြိမ်းချမ်းရေးဆိုတဲ့နှလုံးသားတစ်ခုတည်းနဲ့ဝါရှင်တန်အမျိုးသားဘုရားကျောင်းတော်မှာစုစည်းခဲ့ကြပါတယ်။ကျွန်ုပ်တို့ဟာတီးခြားစီမဟုတ်ပဲငြိမ်းချမ်းတဲ့ကဘာကြီးအတွက်သာမျှော်လင့်ချက်တစ်ခုတည်းရှိတဲ့အတိုင်းဝန်းတစ်ခုပါပဲ။ဒီအခမ်းအနားမှာဘိက္ခုပညာကာယကအခုလိုမိန့်ကြားခဲ့ပါတယ်။ကျွန်ုပ်ရဲ့ရှေ့မှာရောနောက်မှာပါဘာသာစုံကောင်းဆောင်တွေဟာငြိမ်းချမ်းရေးဆိုတဲ့ရည်မှန်းချက်တစ်ခုတည်းအတွက်အတူတူရှောက်လန်းနေကြတာကိုမြင်တွေ့ရမှာပါဒါဟာကျွန်တော်ဘဝတစ်သက်တာမှာမမေ့နိုင်စရာခိုက်တန့်ဖြစ်တယ်လို့တင်တို့လည်းထပ်တူခံစားရမယ်လို့မျှော်လင့်ပါတယ်ကျွန်ုပ်တို့ရဲ့အာလောကတော့ဝါရှင်တန်အမျိုးသားဘုရားကျောင်းတော်ကြီးထဲမှာတောင်အေးအေးသက်သာနဲ့အသားကျနေပုံပါပဲဂုံအုပ်ဆရာတော်ကြီးမာရီယန်အကာဘာဒီရဲ့ရှေ့မှာတင်အချော့ခံနေတဲ့သူ့ရဲ့ပုံရိပ်ကငြိမ်းချမ်းရေးဆိုတာရိုးရှင်းတဲ့ပျော်ရွှင်မှုလေးတွေကနေစတင်နေဆိုတာကိုအားလုံးကိုသတိပေးနေတယ်လို့ပါပဲအာလောကဟာဒီခီးစဉ်ရဲ့မမေ့နိုင်စရာပြည့်ဥတစ်ခုဖြစ်နေပါပြီ Good morning, everyone. We are here by the bridge of Virginia and Washington, D.C. And we are here saying goodbye to Virginia. Thank you for all the love and support and hospitality that you have been coming out to support this mission and walk together with us. ရုပ်ပိုင်းဆိုင်ရာခီးစဉ်ဟာဒီနေ့မှာပန်းတိုင်ကိုရောက်ရှိသွားပြီဖြစ်ပေမဲ့ငြိမ်းချမ်းရေးလမ်းကိုရှောက်လန်းနေတဲ့ကျွန်ုပ်တို့ရဲ့စိတ်ဝိညာဉ်တွေကတော့တစ်သက်လုံးဆက်လက်ရှောက်လန်းနေမှာပါကျွန်ုပ်တို့နဲ့အတူလိုက်ပါခဲ့ကြသူအားလုံးကိုကျေးဇူးတင်ပါတယ်တင်နှင့်တကွတတဝအားလုံးကိုစိတ်နှစ်ဖြာကျမ်းမာချမ်းသာပြီးငြိမ်းချမ်းကြပါစေ And change this world together. Thank you so much. May you all be well, happy and peaceful. Sadhu, sadhu, sadhu.